အားလုံးပဲမင်္ဂလာပါရှင်စိန်ကဒီနေ့ငွေကြေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတစ်ခုကို sharing လုပ်ချင်ပါတယ်အဲ့တော့စိန်ရဲ့ဒီ soul family ပဲဖြစ်ပေါ့နော်ဒီနေ့လူအများစုဟာဟိုးအရင်နှစ်တွေထက်ဆရင်ဒီနှစ်ပိုင်းတွေမှာဆိုရင်ငွေနဲ့ပတ်သက်တဲ့စိတ်ပိုင်းဆိုင်ရာတွေနောက်တစ်ခါကျငွေကို energetically attract လုပ်တဲ့နည်းလမ်းတွေငွေကိုကိုယ့်ရဲ့စိတ်ကနေမတိစိတ်ကနေပဲပိတ်ဆို့ထားတဲ့ money block တွေ abundance တွေစသဖြင့်အဲ့ဒီအသုံးအနှုန်းတွေအဲ့ဒီအကြောင်းအရာတွေဟာအရင်ကထက်ဆိုင်ရင်အတော်များများလူပြောများလာကြတယ်လူသိလာကြတယ်အဲ့တော့ money block ဆိုတဲ့စကားကအတော်များများပြောကြတယ်ပေါ့နော်ငွေကိုကိုယ့်ရဲ့စိတ်ကနေပြီးတော့မတိစိတ်ကနေပြီးတော့ပိတ်ဆို့ထားတဲ့အရာတွေပေါ့အဲ့တော့အဲ့ဒီ money block တွေကိုလိုက်ရှာပြီးတော့ money block တွေကိုဖြည့်ရှင်းခြင်းအပြင်ငွေဟာကိုယ့်စီကိုအလွယ်တကူစီးဝင်လာနိုင်တယ်ဆိုတာကလည်းဒါတော်တော်များများသိပြီးသားအချက်ဖြစ်တယ်အဲ့တော့စိန်ကဒီနေ့ဘာပြောပြချင်တာလဲဆိုတော့ဟုတ်တယ်တချို့ money block တွေကသိတာတယ်ဆိုတာစာဖတ်လိုက်တာနဲ့တယောက်ယောက် sharing လုပ်လိုက်တာကိုနားထောင်လိုက်တာနဲ့ဒါမှမဟုတ်သင်တန်းတက်လိုက်တာနဲ့အော်ငါမှငငယ်တုန်းကဒီပုံစံကြောင့်ဒီလို money block ဖြစ်နေတာပါလားစသဖြင့်သိတာတယ်ဒါပေမဲ့တချို့ money block တွေကကိုယ်တိုင်တောင်မသိဘဲနဲ့ကိုပါလေးနဲ့ဝင်ရောက်နှောက်ယှက်နေရရှိတယ်အဲ့တော့စိန်ကဒီနေ့လူတိုင်းသိပြီးသားစိန်လဲခဏ sharing လုပ်ပြီးသား money block တွေကိုမပြောပြတော့ဘူးကိုယ်တိုင်တောင်သတိမထားမိပေမဲ့ကိုယ်စီမှာရှိနေတဲ့အင်မတန်ပါလွှာတဲ့တော်တော်လေးကို awareness ရှိမှသိနိုင်တဲ့ money block တွေအကြောင်းပြောပြပါမယ်အဲ့တော့ပထမ money block ကဘာလဲဆိုရင်စိန်တို့ပထမ money block ကသူကဘယ်သူတွေမှာဖြစ်နိုင်လဲဆိုရင်အဝေးရလူတွေနဲ့မဖြစ်ဘဲနဲ့ကိုနဲ့လုပ်ငန်းတူတဲ့လူတွေဒါမှမဟုတ်ကိုနဲ့ business plan တူတဲ့လူတွေဒါမှမဟုတ်ကိုနဲ့ career တူတဲ့လူတွေအဲ့လိုမျိုးပေါ့နော်နီးစပ်တဲ့အတိုင်းဝိုင်းမှာပိုဖြစ်နိုင်တယ်အဲ့တော့စိန်ကရက်ွက်ထဲကရေတန့်ဆိုင်နှစ်ခုကိုပဲဥပမာပေးမယ်ဥပမာကိုကရက်ွက်ထဲမှာရေတန့်ဆိုင်နှစ်ခုရှိရထားပါတော့အဲ့မှာတစ်ဖက်ကရေတန့်လုပ်ငန်းရေတန့်ဆိုင်ကပိုရောင်းရတယ်ကိုကတိတ်မရောင်းရအောင်ဆိုရင်သူပိုရောင်းနေရလို့သူက market ကိုပိုယူထားတဲ့အတွက်ငါမရောင်းရတာဒါမှမဟုတ်သင်တန်းအတူတူဖွင့်မယ်ကွန်ပျူတာသင်တန်းပေါ့နော်ကိုနဲ့ကိုတငယ်ချင်းနဲ့ဒီကွန်ပျူတာသင်တန်းအတူတူဖွင့်မယ်ဆိုရင်တယောက်ကပို့ပြီးတော့သင်တန်းသားရတယ်ဆိုရင်သူ့သင်တန်းကိုတက်တဲ့လူများလို့ငါမရတော့တာသူကငါဖွင့်တဲ့အချိန်ကျမှသင်တန်းကိုထပြီးတော့ကြော်ညာတာစသဖြင့်သိတောင်မသိလိုက်ဖဲနဲ့ဖြစ်တတ်ကြတယ်ပေါ့နော်စိန်ကအဲ့ဒါလေးကိုရှင်းပြချင်ပါတယ်အဲ့တော့စိန်တို့ money လို့ပဲပြော what ပေါ့နော်ချမ်းသာကြွယ်ဝခြင်းလို့ပဲပြော abundance လို့ပဲပြောအဓိကကသူပိုရလို့ကိုရတယ်ကိုမရဘူးဆိုတာမျိုးอ่ะမရှိပါဘူးအဲ့တော့အဓိကကဘာလဲဆိုရင်အားလုံးဟာသူ့ရဲ့ကံဉာဏ်ဝရိယအတိုင်းအဲ့ဒီ energy အတိုင်း money ကရောက်လာတာဖြစ်ပါတယ်အဲ့တော့သူများကဒီလုပ်ငန်းမှာငွေပိုရတဲ့အတွက်သူ့ကြောင့်မို့လို့ငါကလျော့နေသွားတယ်ငါရဲ့ဝင်ငွေလျော့သွားတယ်ငါစီလာတဲ့ client ငါစီလာတဲ့ customer လျော့သွားတယ်ဆိုတာကအင်မတန်မှားယွင်းတဲ့အယူအဆပဲဖြစ်ပါတယ်အဲ့တော့ဒါကမသိလိုက်မသိပါတာနဲ့ရှိနေတဲ့ money block ပေါ့နော်အဲ့တော့ဒါကလုပ်ငန်းတူတွေကြားထဲမှာရှိတတ်တယ်အဲ့တော့ဟိုအေးအနေနဲ့ပြောရမယ်ဆိုရင်တော့စိန်တို့ဒီ Coca-Cola နဲ့ Pepsi ကအမျိုးအစားတူတူပဲဆိုရင် Coca-Cola ကလည်း Coca-Cola ရဲ့ market Coca-Cola ကိုကြိုက်တဲ့သူရှိတယ်လို့ Pepsi ကလည်း Pepsi ရဲ့ market Pepsi ကိုကြိုက်တဲ့သူရှိတယ်Coca ပိုရောင်းရလို့ Pepsi မရောင်းရဘူးဆိုတာမရှိဘူးဒါပေမဲ့စိန်တို့ဒီပေါ့နော်နိုင်ငံတကာခရီးစဉ်တွေတွားကြည့်မယ်ဆိုရင်တချို့နိုင်ငံတွေမှာ Coca ပိုရောင်းရပြီးတော့တချို့နိုင်ငံတွေမှာ Pepsi ပိုရောင်းရတယ်ဆိုလိုချင်တာကကိုနဲ့ energy align ဖြစ်မဲ့ market ကိုနဲ့ energy align ဖြစ်မဲ့ client ကိုနဲ့ energy align ဖြစ်မဲ့ customer ကိုရှာဖွေပြီးတော့သူတို့တကယ်လိုအပ်တဲ့ value ကိုတန်ဖိုးကိုကပေးနိုင်ဖို့ပဲလိုတယ်အဲ့တော့နောက်ပြီးတော့ spiritually ပြောရရင်လည်း universe ကဒါမှမဟုတ်ဘုရားသခင်ကိုယုံကြည်ဘုရားသခင်ကအားလုံးကိုဒီပြည့်စုံကြွယ်ဝခြင်းတွေကို abundance တွေကိုတာတူညီမျှပေးထားပြီးသားသူ့ကို short ပေးလို့ကိုကိုပို့ပေးတာသူ့ကိုဘတ်လိုက်တာကိုလှည့်မကြည့်တာဂယုမဆိုင်တာမျိုးဆိုတာမရှိပါဘူးအဲ့တော့စိန်တို့ဟာအဲ့ဒီရဲ့ money block ပေါ့နော်သူပိုရောင်းရလို့သူ့တင်တန်းတွေဖွင့်နေလို့သူကဆိုင်တွေဖွင့်နေလို့ငါထုတ်မဲ့ product ကို तू ကထုတ်သွားလို့ကိုမရောင်းရတော့ဘူးကိုမလုပ်ရတော့ဘူးဆိုတာဟာတကယ်ကိုရဲ့တကယ်ငွေကြေးကိုပိတ်ဆို့စေတဲ့ကိုယ့်ရဲ့တန်ဖိုးကိုတောင်ပြန်ရှာဖို့မေ့လျော့စေတဲ့ money block တစ်ခုပဲဖြစ်ပါတယ်ဒါကတော့ဒီနေ့စိန် sharing လုပ်ချင်တဲ့ money block တွေရဲ့ပထမပိုင်းအပိုင်းတစ်ပဲဖြစ်ပါတယ်စိန်ကတော့ life coach energy healer နဲ့ spiritual mentor ဒေါက်တာစိန်ဖြစ်ပါတယ်